Hello မင်္ဂလာပါတော့ဒီနေ့မှဆိုရင်ကကြာတိ1345ကိုမြန်မာဘာသာနဲ့ဘယ်လိုဖုန်းဆက်ရမလဲဆိုရင်ကိုလုပ်ပြပေးပါမယ်အဲဆိုရင်အရင်ဆုံး1345ကိုနှိပ်ပြီးတော့မှဖုန်းဆက်ပါမယ်Thank you for calling 1345, the Immigration Contact Center. 한국어 안내는 1과 절표를 눌러주십시오. 中文请按2和星号键. Press 3 followed by the star key for English. 다른 언어 안내는 0번과 절표를 눌러주십시오. For other languages, တခြားဘာသာအတွက်ကို300နဲ့ star ကိုနှိပ်ပြီးပါဆိုတော့မို့300နဲ့ star ကိုနှိပ်ပြီးပါတယ်အဲ့ဒီမှာသူကပေဘာလာကဘေအောင်နှိပ်ပါပေဘာလာကဘေအောင်နှိပ်ပါဆိုမှသူရဲ့ဘာသာစကားအလိုက်သူပြောပေးပါလိမ့်မယ်အဲ့ဒီမှာမြန်မာဘာသာက15ဖြစ်တဲ့အတွက်ကြောင့်မို့15ကိုနှိပ်ပြီးပါမယ်လူဝင်မှုကြီးကြပ်ရေးဌာနလိပ်စာသက်ဆိုင်တဲ့နယ်မြေနဲ့အချိန်လမ်းညွန်ကတော့နံပါတ်1ကျေးရွာရှိနေမအုပ်ကျော်နိုစာဥပဒေလမ်းညွန်ကတော့နံပါတ်2ကောစန္ဒာကတော့3ညဘူးနှိပ်ပါရှင်စုံစမ်းမင်းများသူကိုယ်တိုင်မဟုတ်ပါကစုံစမ်းမင်းများလူဒီအကြောင်းအရာနဲ့ပတ်သက်ပြီးအကန့်အသတ်ရှိပြီးကောစန္ဒာနဲ့ဆက်သွယ်ပြီးနောက်စုံစမ်းမင်းများမှုနဲ့ပတ်သက်ပြီးဖုန်းနံပါတ်မင်းများဒီအကြောင်းအရာများကိုတတ်မှတ်တဲ့တစ်ခုအသေးစိတ်လုပ်ပြီးသိမ်းထားမှာဖြစ်ပါတယ်ကျမတို့135ပြန်သားရေးစန္ဒာကတော့စံစာရွက်စာတမ်းနဲ့လုပ်ငန်းအဆင့်ကိုလမ်းညွန်ပေးရရှိနေပြီးလူဝင်မှုကြီးကြပ်ရေးရုံးကလုပ်ငန်းများဆောင်ရွက်ပြီးပါကောစန္ဒာနဲ့ဆက်သွယ်ပြီးပါမယ်ဆိုရင်ပါရှင်ပုံစံမှုတင်တာအလုံးများနေပြီစစ်ပြလို့မရပါဘူး။နင်းရဲ့စောင်းတိုင်းနံပါတ်1ဖြစ်ပါလိမ့်ရှင်။ဒီလိုလေးပဲစောင့်ပေးရပါတယ်ကျမတို့ခေါ်ဆရာမရှိတဲ့ခါကျတော့ကုန်းချလိုက်ပါမယ်ပေါ့နော်15နဲ့ star နဲ့နှိပ်ပြီးချင်းဘလို့အကြောင်းအရာအတွက်ဆိုရင်ဘယ်အောင်နှိပ်ပေးပါဘလို့အကြောင်းအရာအတွက်ဆိုဒီဘယ်အောင်နှိပ်ပေးပါပြောရပါတော့အမှတော့ခေါ်စင်တာအတွက်ဆိုရင်ကိုအားလုံးစိုက်တဲ့အရာမေးလို့ရတဲ့ခါကျတော့ခေါ်စင်တာဆိုရင်3ရောက်နေပေးပါဆိုတော့3ရောက်နေပေးချိန်မှာတို့ခေါ်စင်တာနဲ့ချိန်ပေးပါတယ်ခေါ်စင်တာကိုချိန်ပေးပြီးရဲ့ချိန်မှာတို့အမြဲပြောရပါတော့ခုံစုံမှုအရင်များနေတဲ့ခါကျတော့စောင့်ပေးပါဆိုမှသူစောင့်ဆိုင်နံပါတ်ကိုပေးရရှင်စောင့်ဆိုင်နံပါတ်ပေးမှတကယ်လို့များစောင့်ဆိုင်နံပါတ်1ဆိုရင်ဒီရဲ့1ဖုန်းဝင်ပြီးတော့မှပေါ့နော်သူဖုန်းကင်တဲ့အထိစောင့်ပြီးတော့မှဖုန်းဝင်တဲ့အချိန်မှာမြန်မာဘာသာနဲ့ပြောလာလိမ့်မယ်ရှင်အဲ့ဒီအချိန်မှာကိုကကြိုက်တဲ့အကြောင်းအရာကိုမေးမြန်းလို့ရတယ်ပေါ့နော်အဲ့ဒါဆိုရင်135ကိုမြန်မာဘာသာနဲ့ဖုန်းဆက်ဖို့အဆင်ပြေမယ်လို့ထင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်